ကဲတရားဝတ် inverter transformer တလုံးကိုအစင်စင်ဘလို့တီးဆောက်မလဲဆိုတာအတူတူလေ့လာကြည့်လိုက်ရအောင် ဒီနေရာမှာစဉ်းစားစရာရှိတာကစနက်ဘိုးလောပဲရှိတဲ့ဘက်ထရီကလေးနဲ့အိမ်သုံး220ပိုဖြစ်အောင်ဘလို့များဖြင့်တင်ပေးမလဲပေါ့ အဖြေကတော့ရှင်းပါတယ်လျှက်စစ်တန်လက်ညှို့ချင်းနေရာမှာကိုသုံးပြီး 4R မြင့်ပေးတဲ့ transformer တွေက inverter ရဲ့အဓိကအသက်သွေးကြောပါပဲမတော်ခင်အခြေခံအနေနဲ့ဆက်စတူရန်လမအတောင်ဦးတိုင်းအဝင်12 volt အထွက်220 volt မတရားဝက်စော်ပေးတတ်မှတ်ထားပါမယ် ကျိုးခွေလီတိတိကျကျပတ်နိုင်ဖို့လိုအပ်တဲ့အပတ်ရည်နဲ့ကျိုးရွယ်စားစုံတွေကိုအဓိကအဆင့်၄ဆင့်ခွဲပြီးတွက်ချက်သွားပါမယ်။ကဲပထမဆုံးအဆင့်အနေနဲ့တဘိုးကိုကျိုးဘယ်နှပတ်ပတ်ရမလဲဆိုတော့အချိုအရင်ဆုံးရှာကြည့်ကြတာပေါ့ တယ်လီမတန်ဦးတိုင်တဲ့ပုံတင်နဲ့တွဲလိုက်တဲ့အခါတဖိုးကို6ဖက်ပတ်ရမယ်လို့အဖြေရပါတယ် ဟုတ်ပြီဒုတိယအဆင့်အနေနဲ့ 4R အမင်ထွက်မဲ့ secondary ဘက်ချန်အတော့ဆက်တွက်ကြည့်ကြမယ်နော် ထွက်လာမဲ့220ဘိုးကိုစောစောက6နဲ့မြောက်လိုက်ရင်စုစုပေါင်း1320ပတ်တိတိရပါလိမ့်မယ် 120ဘို့ကနေစွမ်းအားတေရာဝတ်ထွက်ဖို့လက်ချက်စီးကြောင်းက3.45 ampere ပဲရှိတာပါအခုတတိယဆင်းရောက်ပါပြီ 4R အနည်းငွေမဲ့ primary ဘက်ချန်ကိုဆက်ပြီးတွက်ကြည့်လိုက်ရအောင် inverter တွေကောင်းကောင်းအလုပ်လုပ်ဖို့ဆိုရင် center tap လို့ခေါ်တဲ့အလဲဘဟိုကနေခွဲထုတ်ထားတဲ့ design မျိုးလိုအပ်ပါတယ် ဒါကြောင့်အလဲကနေတစ်ဖက်ကို80ပတ်စီးနဲ့စုစုပေါင်းအပိုက်ရေ16ဆက်လိုအပ်မှာဖြစ်ပါတယ် စွမ်းရည်ဆုံးရှုံးမှုကိုပါ85ရာခိုင်နှုန်းလောက်ထည့်တွက်လိုက်ရင်အဝင်လက်စီးကြောင်းက10 ampere အထိတက်သွားပါတယ် ဒီတော့ primary ဘက်က10 ampere နဲ့ secondary ဘက်က3.45 ampere ဆိုတော့ကွာခြားချက်တော်တော်ကြီးသွားပြီပေါ့ကဲနောက်ဆုံးစတုတ္တအဆင့်အနေနဲ့လက်စီချောင်းပမာဏတွေပေါ်မူတည်ပြီးတင့်တော်တဲ့ကြိုးအထူကိုရွေးချယ်ပေးရပါမယ် တက်ကြည့်လိုက်တဲ့အခါ secondary အထက်15 kg ကျိုးလိုအပ်ပြီး primary အထက်က12 kg ကျိုးလိုအပ်ပါတယ်တတိထားရမှာက primary ကျိုးဟာတော်တော်လေးပူနိုင်တာကြောင့်အပူဒဏ်ခံနိုင်အောင်အချိုးစားကိုမထိမနီသုံးပေးရပါမယ်အချို့ပြောရရင် primary အတွက်12 kg ကျိုးဒီလိုက်60ပတ်နဲ့ secondary အတွက်15 kg ကျိုး1300နဲ့ရှိပတ်တိတိကျကျလိုပါတယ်ဒါပေမဲ့ transformer တစ်ခုတည်းတော့မရသေးပါဘူးတခြား electronic အစိပ်ပိုင်းတွေလည်းအချိုးကျခိုင်မာဖို့လိုအပ်ပါသေးတယ် 1200ဖို့ကအထက်အန်ဂျလီရှိလို့ရက်ကကြိုရီထေချ3ဖို့နဲ့ overload ဖြစ်တာ short circuit ဖြစ်တာတွေကိုကာကွယ်ဖို့မဖြစ်မနေလိုပါတယ် ကဲအခုဆိုရင်တွက်ချက်မှုမျိုးကိုသေချာတည်ထွားပြီဆိုတော့ဒီပညာရနဲ့နောက်ထပ်ဘာတွေများဆက်ပြီးတည်ထွင်လိုက်အောင်မဲ့ထင်ပါတယ်